လာပါရှင်ခုတစ်ခေါက်မှာတော့ရာသီဆောင်တစ်ခုနဲ့တစ်ခုကြာမှာပေါ့နော်21ရက်ထက်တိုးနေတာဘာကြောင့်မြန်လဲဆိုတာလေးကိုပြပြပေးချင်ပါတယ်လေဒီလေးတစ်ယောက်မှာရာသီဆောင်တစ်ခုနဲ့တစ်ခုကြာ21ရက်နဲ့တိုးနေတာဘာကြောင့်မြန်မှာလဲနော်ရာသီကလာပြီးတာမှာနှစ်ပတ်ကျော်လောက်ပဲရှိသေးတယ်ထက်လာနေပြန်ပြီဘာဖြစ်လို့မြန်ဆိုပြီးတော့စိတ်ပူနေပြီလားဒါဆိုရင်တော့ဒီကြောင်းရလေးကိုတူတူဆက်ကြည့်လိုက်ရအောင်နော်ရာသီဆောင်တစ်ခုနဲ့တစ်ခုကြာမှာ21ရက်ထက်တိုးနေတာကပုံမှန်ပဲလို့ပြောလို့ရလားဆိုတော့ပုံမှန်မဟုတ်တဲ့ပေါ့နော်ရာသီဆောင်ဂျားကာလာတိုးနေတာဒါမှမဟုတ်ရာသီသွေးဆင်းတာမမှန်တာလို့ဆိုရမယ်ပေါ့နော်ကျမရဲ့ရာသီဆောင်တစ်ခုဆိုတာကရာသီဆောင်တစ်ခုနဲ့တစ်ခုကြာမှာ21ရက်ကနေပြီးတော့35ရက်အထိချတက်ပါတယ်နော်ရာသီဆောင်တစ်ခုနဲ့တစ်ခုကြာမှာ21ရက်ထက်တိုးနေတာကပေါ့နော်အကြောင်းရင်းတွေအများကြီးဖြစ်နိုင်တယ်ကိုယ်ရင်းမှာဟော်မုန်းတွေပြောင်းလဲနေတာပေါ့နော်ဥပမာကိုယ်ရင်းမှာ progesterone ဟော်မုန်းတွေနည်းနေပြီးတော့ရာသီဆောင်တစ်ခုနဲ့တစ်ခုကြာမှာအကြကာလကိုတိုးစေတာကိုဖြစ်စေတယ်ပေါ့နော်နောက်ပြီးတော့နောက်တစ်ခုကကြတော့အသက်အရွယ်ပိုင်းခြားပေါ့နော်အပြိုပေါ်ဝင်စားအရွယ်စကြသက်ကလေးလေးတွေမှာဆိုလို့ရှိရင်လဲပေါ့နော်ရာသီသွေးစဆင်းတဲ့အချိန်မှာရာသီဆောင်တစ်ခုနဲ့တစ်ခုကြာမှာပေါ့နော်21ရက်ထက်တိုးနေတာမျိုးကိုလည်းဖြစ်နိုင်ပါတယ်နောက်တစ်ချက်ကတော့စိတ်ဖိစီးမှုအများများနေတာပေါ့နော်စိတ်ပိုင်းဆိုင်ရာမှာဖိစီးမှုတွေအများများနေတာစိတ်ညစ်စရာတွေအများများနေတာပေါ့နော်နောက်ပြီးလို့ရှိရင်ဒီခါကျလို့ရှိရင်ရှိရပေါ့နော်ဥမာကောင်းကောင်းအိတ်မပျော်တာလိုမျိုးအခြေအနေတွေပေါ့နော်ရုပ်ပိုင်းဆိုင်ရာမှာတက်ရောက်နေတဲ့ဖိစီးမှုတွေကြောင့်မို့လို့လေကိုရင်းဟော်မုန်းတွေအပြောင်းလဲဖြစ်ပြီးတော့ပေါ့နော်ရာသီဆောင်ဂျားကာလာတိုးသွားတာမျိုးဖြစ်နိုင်ပါတယ်နောက်ထပ်ဖြစ်နိုင်တဲ့ပြဿနာတွေတစ်ခုကတော့ပေါ့နော် thyroid ပြဿနာပေါ့နော်။thyroid တွေကပုံမှန်ထက်ပိုပြီးတော့အလုံးလုံးနေတာပေါ့နော်။ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ပုံမှန်ထက်ကိုအလုံးမလုံးနိုင်တာပုံမှန်လောက်ကို thyroid ကအလုံးမလုံးတာအဲ့လိုချိန်ကြလို့ရှိရင်ကိုယ်ရင်းမှာဟော်မုန်းတွေရဲ့တက်ရောက်မှုကတော်တော်လေးကိုများလာပြီးတော့ပေါ့နော်။ရာသီဆောင်ဂျားကာလာကတိုးလာနိုင်ပါတယ်။ပြီးရင်တော့မိရဲ့ကျမရဲ့ပြဿနာတစ်ခုလို့ဆိုရမယ်ပေါ့နော်။တအိမ်ထဲမှာပုံမှန်မဟုတ်တာတစ်ခုခံစားနေရတာ။ဥပမာတအိမ်ထဲမှာအလုံးတည်နေရတယ်ရေအိတ်တည်နေရတယ်တအိမ်တွင်းတစ်ရှူတွေကတအိမ်ပြင်းမှာသွားပြီးတော့ကြီးထွားနေတာ။တားဟုတ်အိမ်မှာရေအိတ်လေးတွေတွယ်နေတာပေါ့နော်။အဲ့လိုမျိုးဖြစ်နေတဲ့မိရဲ့ကျမရဲ့ပြဿနာတွေကိုခံစားနေရမယ်ဆိုရင်လေရာသီဆောင်ဂျားကာလာက21ရက်ထက်တိုးနေနိုင်ပါသေးရဲ့နော်။နောက်ဆုံးတစ်ချက်ကတော့နေထိုင်ပုံစံမှာနော်ကိုလေးချိန်ကအရန်ကျသွားတာလိုမျိုးဥပမာကိုကဝိတ်ချနေလို့ဆိုပြီးတော့အစားတွေကိုရှော့စားလိုက်တဲ့အခြေအနေတွေပြီးရင်ကိုလက်လှုပ်ရှားမှုတွေကိုပြင်းပြင်းထန်ထန်လုပ်နေတာမျိုးတွေပေါ့နော်ပြီးလို့ရှိရင်စားတောက်မှုတွေပုံစံမမှန်တာဥပမာတင်စားတွေပဲစားနေတာမြန်စားတွေပဲစားနေတာပေါ့နော်မကျန်းမာရေးနဲ့ healthy ဖြစ်တဲ့ဟာတွေကိုမစားတာမျိုးပေါ့နော်ပြီးလို့ရှိရင် eating disorder လိုပြဿနာတွေကိုခံစားနေရမယ်ဆိုရင်လေရာသီဆောင်တစ်ခုနဲ့တစ်ခုကြားကလာ21ရက်ထက်တိုးတာမျိုးကိုခံစားရနိုင်ပါတယ်နော်ဒီအချက်တွေပြင်ခြားချက်တွေကပဲဖြစ်နိုင်တယ်ဆိုလို့ရင်ကိုဝန်ရှိနေတဲ့အခြေအနေမျိုးပေါ့နော်ပြီးလို့ရှိရင်နိုးတိုက်နေရတာလိုမျိုးပြီးရင်ကိုဝန်အစောပိုင်းကာလမှာမိခင်ကိုယ်တိုင်ကတော့မသိလိုက်ပဲနဲ့ကိုဝန်ပြတ်ကျသွားတာလိုမျိုးပြီးရင်တက်သက်ချာနီးတွေမှာဟော်မုန်းပါတဲ့တက်သက်ချာနီးတွေကိုသုံးနေရတာဥမာဟော်မုန်းပါတဲ့ IUD လိုဟာမျိုးကိုသုံးနေရတာပြီးလို့ရှိရင်ဟော်မုန်းနှမျိုးလုံးပါတဲ့ဓာတ်ဆေးတောက်ဆေးတွေကိုတောက်နေရတဲ့အခြေအနေမျိုးမှာဆိုရင်လည်းရာသီဆောင်တစ်ခုနဲ့တစ်ခုကြာမှာ21ရက်ထက်တိုးတာမျိုးကိုခံစားရနိုင်ပါတယ်နော်ကဲဒါလေးတွေကိုသိသွားပြီဆိုတော့ဘယ်အချိန်မှာစိတ်ကူးသမှုခံရကြမလဲပေါ့နော်ဘလို့ချင်းနေဆိုရင်တော့ဆရာနဲ့ပြဖို့လိုမလဲဆိုရင်ရာသီဆောင်ဂျားကာလာကပေါ့နော်21ထက်တိုးနေတာကတစ်လားမဟုတ်ပဲနဲ့ဇက်တိုက်လို2လ3လဇက်တိုက်ဖြစ်နေတာပေါ့နော်ပြီးလို့ရှိရင်သွေးဆင်းပြီဆိုလဲသွေးရအဆမတန်များနေတာတနာရီကြားတစ်ခါလောက်ကိုလက်တင်သုံးလဲလှယ်နေရတဲ့အခြေအနေမျိုးထိသွေးဆင်းနေတာပေါ့နော်ပြီးလို့ရှိရင်အဲ့လိုမျိုးရာသီသွေးဆင်းတာနဲ့တူအရန်ကိုလူကညီးစီစီဖြစ်နေတာနုံးနေတာခြေကုံလက်ပန်းကျနေတာတွေကိုခံစားနေရတာမျိုးတွေပြီးလို့ရှိရင်သွေးဆင်းတာက9ရက်နဲ့ကြော်ပြီးတော့နော်10ရက်လောက်ဖြစ်နေမယ်10ရက်ထက်ကြော်နေတဲ့အခြေအနေမျိုးတွေဖြစ်နေမယ်ဆိုရင်လေဆရာအောင်နဲ့ပြတ်သားတင်ပါရဲ့နော်ပြီးရင်ဂျားကာလာတစ်ခုနဲ့တစ်ခုမှာသွေးဆင်းနေတာပေါ့နော်။ရာသီဆောင်ဂျားကာလာပေါ့နော်။အခုရာသီဆောင်ကပြီးသွားတယ်။ပြီးရင်နောက်ရာသီဆောင်မလာခင်ဂျားထဲမှာသွေးဆင်းတာမျိုးတွေကိုခံစားနေရတဲ့အခြေအနေမျိုးတွေပြီးလို့ရှိရင်လုံးဝခန္ဓာကိုယ်ကအားမရှိသလိုဖြစ်ပြီးတော့ခြေကုံလက်ပန်းတွေအမြဲလိုကျနေတဲ့အခြေအနေမျိုးတွေပြီးရင်သွေးအားနေတာတွေကိုခံစားနေရပြီဆိုရင်တော့တက်တိနားလေတဲ့ဆရာအောင်နေနဲ့အမြန်ဆုံးပြတ်သားဖို့အတွက်လိုအပ်ပါမယ်နော်။ဒါကြောင့်မို့လို့ရာသီဆောင်21ရက်ထက်တိုးနေပြီဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုယ်ကဘယ်လိုမျိုးလေးတွေဖြစ်နေလဲဆိုတာလေးကိုလည်းတစ်ချက်လေးစောင့်ကြည့်ဖို့လိုမယ်ပေါ့နော်ဒီလိုမျိုးပုံမှန်ဖောက်တဲ့အခြေအနေတွေခံစားနေရပြီဆိုပြီးနော်အမြန်ဆုံးစေကူးသားမှုခံယူဖို့အတွက်ဒီနေရာလေးကနေတိုက်တွန်းချင်ပါတယ်ရှင်ကျန်းမာပျော်ရွှင်တဲ့လေဒီလေးတွေဖြစ်ကြပါစေနော်